Hello ကမ္ဘာအချိန်တိုးဆုံးစစ်ပွဲအကြောင်းသိပြီးကြပြီလားဒီစစ်ပွဲကရက်တွေလတွေနှစ်တွေကြာတာမဟုတ်ပဲနဲ့သူ့ရဲ့ကြာချိန်က38မိနစ်ပဲရှိတာနော်1896မှာအင်္ဂလန်နိုင်ငံနဲ့ဇန်ဇီဘာနိုင်ငံကြားမှာဒီစစ်ပွဲစတင်ခဲ့တာပဲဖြစ်ပါတယ်ဇန်ဇီဘာနိုင်ငံဆိုတာကတော့အရှေ့အာဖရိကမှာရှိတဲ့ကျွန်းနိုင်ငံလေးပဲဖြစ်ပါတယ်ဒီစစ်ပွဲဖြစ်ပွားတဲ့အကြောင်းရင်းကအဲ့ဒီအချိန်တုန်းကဗြိတိရှတွေရဲ့လက်အောက်မှာဇန်ဇီဘာနိုင်ငံကကိုလိုနီနယ်ချဲ့ခံရတဲ့နိုင်ငံလေးပေါ့နော်ရုတ်တရက်ဗြိတိရှတွေလက်ခံထားတဲ့ဆူဒန်ဘုရင်ကတည်ဆုံသွားပြီးရဲ့နောက်မှာဆူဒန်ရဲ့ဝမ်းခွဲဖြစ်တဲ့ခါလစ်ဘင်ဘာကက်ဆိုတဲ့ပုဂ္ဂိုလ်ကဗြိတိရှတွေရဲ့အမိန့်မရဘဲနဲ့သူ့တဘောနဲ့သူအာဏာရယူလိုက်တာပဲဖြစ်ပါတယ်ဒါကြောင့်ဗြိတိရှတွေကခါလစ်ကိုအာဏာပြန်ပေးဖို့ပြောတယ်ခါလစ်ကလည်းအာဏာပြန်မပေးဘူးအဲ့တော့ခါလစ်နဲ့ British တွေကြားမှာစစ်ပွဲဖြစ်တာပေါ့ခါလစ်ဘက်ကစစ်သား900ကျော်ဆုံးရှုံးပြီးတော့မှစစ်ရှုံးခဲ့ပါတယ် British တွေဘက်ကတော့တင်မောသားတအူးတာတရားရခဲ့တာပဲဖြစ်ပါတယ်ခါလစ်ကတော့ဂျာမနီဘက်ကိုထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီးတော့ဒီစစ်ပွဲဟာနေ့လယ်ထမင်းစားချိန်လောက်တောင်အချိန်မကြာခဲ့တဲ့ကမ္ဘာအတူဆုံးစစ်ပွဲအဖြစ်တမိုင်းတွင်ခဲ့တာပဲဖြစ်ပါတယ်နားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်